Facebook ဝင်ငွေဖြစ်ပါတယ်ခင်ဗျဒါလည်းအခွန်ဆောင်ရပါတယ်ခင်ဗျ YouTube channel နဲ့ဝင်ငွေဖြစ်ပါတယ်ခင်ဗျဒါလည်းအခွန်ဆောင်ရပါတယ်ခင်ဗျဒါကြတော့တိုင်ရန်မန် USA TikTok ဝင်ငွေဖြစ်ပါတယ်ခင်ဗျဒါလည်းအခွန်ဆောင်ရပါတယ်ခင်ဗျမောက်ဆုံးခ USA နိုင်ငံမှာတနေ့တစ်ခါအခွန်ဆောင်ရတယ်ဗျဒီမှာကျွန်တော်တယောက်တည်း6မျိုးတော့အခွန်စရင်ရှင်းတန်းလောက်ရတာပေါ့နော်အဲ့ဒါကို tax claim လုပ်တယ်လို့ခေါ်တယ်ဗျတယောက်တည်းဒီမှာ6မျိုးတော့ဒါကြတော့ W2 form ဗျကျွန်တော်ခေါက်ဆွဲဆက်ရုံကအလုပ်လုပ်တဲ့ဟာဒါကြတော့1098ဒါ mortgage ဗျအိမ်ဝယ်ထားတဲ့ဟာလဆင်အိမ်ကျွေးပေးတဲ့ဟာအဲ့ဒါလည်းတင်ပြရတယ်ဗျဩဒါကြတော့ Facebook ဝင်ငွေဖြစ်ပါတယ်ခင်ဗျ Facebook က income ဒါလည်းအခွန်ဆောင်ရပါတယ်ခင်ဗျဒါကြတော့ YouTube channel နဲ့ဝင်ငွေဖြစ်ပါတယ်ခင်ဗျတိုင်ရန်မန် USA YouTube channel နဲ့ဝင်ငွေဖြစ်ပါတယ်ခင်ဗျဒါလည်းအခွန်ဆောင်ရပါတယ်ခင်ဗျဒါကြတော့တိုင်ရန်မန် USA TikTok ဝင်ငွေဖြစ်ပါတယ်ခင်ဗျဒါလည်းအခွန်ဆောင်ရပါတယ်ခင်ဗျဒါကြတော့ Robinhood ဗျကျွန်တော် crypto တွေဝယ်တယ်ရောင်းတယ် stock တွေဝယ်တယ်ရောင်းတယ်အဲ့ဒါလည်းအခွန်ဆောင်ရပါတယ်ခင်ဗျစုပေါင်း6မျိုးဖြစ်ပါတယ်ခင်ဗျအတိတ်ကမိမောင်းထိုးပြချင်တာကြတော့မြန်မာစကားပုံရှိတယ်တစ်ချက်ခောက်ရင်3ချက်ပြတ်ပါစေတဲ့ဗျဗီဒီယိုလုပ်တဲ့ချိန်မှာကျွန်တော်တို့ social media platform တစ်ခုတည်းမတင်နဲ့ဗျ3ခုလုံးတင်ပလိုက် Facebook တင် TikTok တင် YouTube တင်အကုန်လုံးပဲစံပေးတယ်ဗျဗီဒီယိုတစ်ပုတ်တည်းပဲတူပဲကျွန်တော်တို့ဗီဒီယိုဖန်တီးရတာချင်းတူပဲလေနော် Facebook မှာတင် YouTube channel မှာတင် TikTok မှာတင်3ခုစလုံးပတ်စံပေးပါတယ်ခင်ဗျပတ်စံပေးပါတယ်အများဆုံးကျတော့ Facebook ဗျ Facebook ဝင်ငွေအများဆုံးဒုတိယလိုက်တာ TikTok ဗျတတိယကျတော့ YouTube အဲ့ဒါကြောင့်ပဲ social media platform ကိုမှအထင်မသေးပါနဲ့သူ့ဟာနဲ့သူအတာချက်ရှိပြီးသားဗျဘာဖြစ်ဗျာဒါကြောပါချင်းမဟုတ်ပါဒါကြောဆရာအကြောင်းလည်းမရှိပါဘူးကိုလုံးမကိုစားရတဲ့ဘောကမနေ့ပေးစားရတယ်ဗျဖုန်းတစ်လုံးရှိအောင်နဲ့ပိုက်ဆံရှာမယ်ဆိုတော့တကယ်ရှာလို့ရတယ်ဆိုတာတက်တေခံချင်းတာလည်းဖြစ်ပါတယ်ခင်ဗျကျွန်တော်တို့အားလုံးသူများတွေလိုမျိုးပဲ line ပေါ်မှာဗီဒီယိုတွေတင်ရင်းနဲ့ပိုက်ဆံရှာကြရအောင်ဗျာသူများနိုင်ငံသားတွေတော့မှရှာနေကြတာပဲသူများဖြစ်ရင်ကျွန်တော်တို့လည်းဖြစ်မှာပေါ့ဒါမျိုးတင်ရဖို့ရေးအင်္ဂလိပ်စကားတတ်ဆရာမလို့ကျွန်တော်အင်္ဂလိပ်စကားမတတ်ဘူးနော်လူတိုင်းသိတယ်မြန်မာစကားကျွမ်းကျင်ဆရာမလို့ကျွန်တော်မြန်မာစကားမပီဘူးဗျဒါလည်းပတ်စံရတာပဲကျွန်တော်ရှမ်းစကားပဲကောင်းရတယ်ဆိုလိုတာအင်္ဂလိပ်စကားမတတ်လည်းပတ်စံရှာလို့ရတယ်ဒီမှာလက်တွေ့မြန်မာစကားမပီလည်းပတ်စံရှာလို့ရတယ်ဆိုတာစိတ်ခွန်အားပေးလို့ချင်းတာလည်းဖြစ်ပါတယ်ခင်ဗျလိုင်းပေါ်မှာဗီဒီယိုတင်ဖို့ရုပ်ချောဆရာလည်းမလိုဘူးကျွန်တော်ရုပ်ချောဖို့ဒီမှာအလုပ်လုပ်တဲ့ဝတ်စုံနဲ့ပဲတင်နေတာပဲပါမိတ်ကပ်ပါအဖက်မှမထည့်ဘူး authentic ပဲဖြစ်တယ်ဆိုတာတက်ခံချင်းတာလည်းဖြစ်ပါတယ်ခင်ဗျကျွန်တော်တော့ဖြစ်တဲ့ဟာပဲအခုကြည့်နေတိုင်းချစ်မဲ့ဆိုရင်ဘာလို့မဖြစ်ရမှာလဲဟုတ်တယ်မလား let's go ဒီနေ့ကစပြီးတော့ဖုန်းကိုအလကားမတုံးပါနဲ့ဖုန်းကနေပတ်စံရှာပါလို့ချစ်ချင်းများစွာနဲ့နှိုးဆော်ပါတယ်ခင်ဗျမဆုံးခတိုက်ရမရွေးစေအမေရိကန်ရောက်ရှမ်းတရား